လီဆာကတငယ်ချင်းတစ်ယောက်ရဲ့မွေးနေ့ပါတီကိုတွားခဲ့တာဖြစ်ပြီးသူ့နောက်မှာရက်နေတဲ့ကောင်လေးကသူ့တောက်ဆရာတဲ့ကိုဘာမှမသိတဲ့အရေးတစ်မျိုးတိတ်တိတ်ဆိတ်ခိုးထဲလဲပဲလို့လုံးဝမထင်ထားခဲ့ပါဘူး။မင်းနဲ့အနှဲငယ်ကြပြီးနောက်မှာတော့သူအိမ်သားသွားဖို့စူးစမ်းခဲ့ပေမဲ့တလောကလုံးချချလေးလာပြီးခြေထောက်တွေကလည်းမခိုင်တော့သလိုဖြစ်လာခဲ့ပါတယ်။လီဆာကကြောင်းလန့်တကြားနဲ့အပင်ကိုထွက်ဖို့စူးစမ်းခဲ့ပေမဲ့ကောင်လေး၃ယောက်ကသူ့လမ်းကိုပိတ်ထားလိုက်ပါတယ်။နာကျင်စရာကောင်းတဲ့9နာရီကပြီးတဲ့နောက်မှာတော့ဒီမင်းကလေးဟာစိတ်ရောကိုယ်ပါအကြီးအကျယ်ထိခိုက်ပျက်စီးပြီးအပြင်းကိုရိုင်းတိရိုင်းတိုင်နဲ့ထွက်လာနိုင်ခဲ့ပါတယ်။အိမ်ရောက်တဲ့အခါမှာတော့လီဆာကတကားကိုမိပြီးထိုင်ချလိုက်ရင်းနဲ့ထိမ့်မနိုင်သိမ့်မရရှိုက်ကြီးတငင်ကိုကြွေးပါတော့တယ်။သူ့ကိုတယောက်တည်းဖြူးစုပြိုးထောင်ပေးခဲ့တဲ့သူ့အဖိုးကသူ့ကိုယ်ပေါ်ကတန်ရာလွေကိုမြင်လိုက်ရတဲ့အခါဘာတွေဖြစ်ခဲ့တယ်လဲဆိုတာကိုချက်ချင်းပဲစီမိသွားခဲ့ပါတယ်။ဒေါသတွေအလိလိုက်ထွက်လာတဲ့ဒီအဖိုးကသူ့မြေးမလေးအတွက်ကဘာရမ်းပြိုင်ချီဖို့ပစွင်းတလက်ကိုဆွဲပြီးအိမ်ပြင်ကိုဝုန်းတိုင်းကျဲထွက်သွားပါတော့တယ်။ဒါပေမဲ့တိတ်မဝေးခင်မှလည်းရဲအရာရှိဖြစ်တဲ့အိမ်နီးချင်းတယောက်ကသူ့ကိုတားဆီးပြီးစိတ်အေးထားဖို့နဲ့အမှုဖွင့်တိုင်ထမ်းဖို့တိုက်တွန်းခဲ့ပါတယ်။ဒါပေမဲ့ရဲတွေရောက်လာတဲ့အခါမှာတော့အဲ့ဒီကောင်လေး၃ယောက်ကိုဒီအတိုင်းပဲလွှတ်ပေးလိုက်ပါတယ်။အကြောင်းပြချက်ကတော့ရိုးရှမ်းလွင်ပြီးကြောက်စရာတော့ကောင်းပါတယ်။အဲ့ဒီထက်ကတယောက်ကရဲချုပ်လဲသားဖိနေလို့ပါတယ်။ဒီလိုနဲ့အဖိုးတော့လီဆာပါမျိုးလင်းချက်တွေကုံဆုံးပြီးစိတ်ပြတ်အားငယ်တော့ကြပါတယ်။ရက်အနေငယ်ကြားတဲ့အခါမှာတော့ဒီအဖိုးကတရားမျှတမှုအရာနိုးနိုးနဲ့ခရိုင်ရှိနေုံကိုသွားခဲ့ပါတယ်။ဒါပေမဲ့ရှိနေတဲ့ကတောင်သူတို့ဘာမှမတတ်နိုင်ကြောင်းနဲ့အမှုဖွင့်လို့မရဘူးလို့ပဲပြန်ပြောခဲ့ကြပါတယ်။သူဟာဘာမှမတတ်နိုင်တော့တဲ့အဆုံးမှာတော့အဲ့ဒီနေရာကနေထောက်ခွာလာခဲ့ပါတယ်။အင်းအဖျားလမ်းမှာတော့လီဆာကိုဒုက္ခပေးခဲ့တဲ့အဲ့ဒီကောင်လေး၃ယောက်ကဘာမှမဖြစ်ခဲ့သလိုမျိုးရဲမောပျော်ပါနေကြတာကိုသူတွေ့လိုက်ရပါတယ်။အဲ့ဒီချိန်မှာပဲသူ့ရဲ့ဒေါသတွေကအထွတ်ထိပ်ကိုရောက်သွားပါတော့တယ်။သူ့ရဲ့စိတ်ထဲမှာအန်ဒရဲရှိတဲ့အတွေ့အကြုံစတင်ပေါ်ပေါက်လာခဲ့ပါတယ်။သူဟာအင်းကိုအမြန်ဆုံးပေါင်တိုင်းလိုက်ပြီးရလာတဲ့ပိတ်စာနဲ့အဆက်အသွယ်တစ်ခုကနေတဆင့်လက်နက်တစ်ခုကိုဝယ်ယူလိုက်ပါလေ။အားလုံးအဆင်ပြေဖြစ်သွားတဲ့အခါမှာတော့သူဟာ